အားလုံးပဲတာလီတော့ပါကျွန်တော်တို့ကွန်မြူနတီစစ်ချောင်းကူညီပူးပေါင်းဖွဲ့ရဲ့မြေပြင်တောင်းပန်ဥက္ကဋ္ဌကိုဖြိုးပိုင်လို့ဖြစ်ပါတယ်။ဒါလေးတော့ကကျွန်တော်ကွန်မြူနတီစစ်ချောင်းကူညီပူးပေါင်းဖွဲ့မြေပြင်တောင်းပန်ဖတ်မှုတူဖြစ်ပါတယ်အားလုံးပဲတာလီတော့ပါကျွန်တော်ကွန်မြူနတီစစ်ချောင်းကူညီပူးပေါင်းဖွဲ့ရဲ့မြေပြင်တောင်းပန်ပြည်စုံဖြစ်ပါတယ်။ဟုတ်တော့ကွန်မြူနတီစစ်ချောင်းကူညီရေးအဖွဲ့မှာအေရှမ်းမှုဖြစ်ပါတယ်အားလုံးပဲတာလီတော့ပါကျွန်တော်ကတော့ကွန်မြူနတီစစ်ချောင်းကူညီပူးပေါင်းဖွဲ့ကတာဝန်နဲ့ဝင်ဖြစ်ပါတယ်ကျွန်တော်တို့အာရခဘီကွန်မြူနတီအတွင်းမှာရှိတဲ့ဒီအရှိကလေးငယ်ရဲ့ပညာသင်ကြားနိုင်ရေးအတွက်တင်တော့ကိုပြည်စည်းများဝင်ညီနိုင်မှုရတဲ့အတူကျွန်တော်တို့အာရခဘီကွန်မြူနတီအတွင်းမှာရှိတဲ့မိဘပြည်သူများရဲ့ကျန်းမာရေးဆောင်ရှောက်နိုင်မှုရတဲ့အတွက်ကျန်းမာရေးဆောင်ရှောက်မှုပေးနိုင်မှုရတဲ့အတွက်ကျွန်တော်တို့စေဝါများလိုအပ်လေးရှိတာကြောင့်ကျွန်တော်တို့ပညာရေးကူစေဝါလူကမ်ပိန်းလေးကိုပြုလုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကမ်ပိန်းလေးကိုပူးပေါင်းပါဝင်ပေးကြပါလို့မြေတရခံထိုးဆိုရပါတယ်ခင်ဗျာကျွန်တော်တို့ပညာရေးကူစေဝါလူကမ်ပိန်းလေးရဲ့ကမ်ပိန်းစာရေးကတော့9လပိုင်းတည်နေရစတာဖြစ်ပြီးတော့9လပိုင်းရက်30နေ့မှာကုန်ဆုံးမှာဖြစ်ပါတယ်။ကမ်ပိန်းကာလကို3လသတ်မှတ်ထားပါတယ်။ကမ်ပိန်း target ကတော့300ဖြစ်ပြီးတော့အားလုံးပူးပေါင်းပါဝင်လူတန်းပေးကြကိုတိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျာ။ကျွန်တော်အခုပြုလုပ်ရရှိတဲ့ပညာရေးကူစေဝါလူကမ်ပိန်းကိုတော့ကျွန်တော်တို့ကွန်မြူနတီစစ်ချောင်းကူညီပူးပေါင်းဖွဲ့ရဲ့ Facebook page မှာတစ်ဆင့်ရှိလို့လူတန်းနိုင်တယ်လို့ကျွန်တော်မြေပြင်တောင်းပန်များဖြစ်တယ်ကျွန်တော်ဖတ်မှုတူကိုဖြိုးပိုင်းဆိုကိုပြည့်စုံရောထားတဲ့ဆက်သွယ်လူတန်းနိုင်ပါခင်ဗျာ။ကျမတို့ပြုလုပ်နေတဲ့ပညာရေးကူစေဝါလူကမ်ပိန်းလေးကိုပါဝင်ပေးဖို့နှိုးဆော်အပ်ပါတယ်။စစ်တဲ့လူတန်းရန် KBZ ပေးဝေးပေး3992239511တို့စစ်တဲ့လူရနိုင်ပါတယ်ပေးမှတစ်စင်းနဲ့စစ်တဲ့လူရနိုင်ပါတယ်ကျေးဇူးတင်ပါတယ်။အားလုံးနဲ့စစ်ပေးဆောင်မှုမျိုးပူးပေါင်းဖွဲ့နေပြုလုပ်နေတဲ့ပညာရေးကူစေဝါလူကမ်ပိန်းရဆိုရင်ဒီနေ့မှာတလတာပြည့်မြောက်သွားပြီဖြစ်ပါတယ်။လက်ရှိချိန်ထိကျွန်တော်တို့ဒီပညာရေးကူစေဝါလူကမ်ပိန်းကနေကောက်ခံရရှိထားတဲ့အငွေကတော့63သိန်းကျပ်ရာခိုင်နှုန်းအပြင်ဆိုလို့ရှိရင်21ရာခိုင်နှုန်းသာရရှိပါသေးတယ်ကျွန်တော်တို့ဒီပညာရေးကူစေဝါလူကမ်ပိန်းကဒီ target က300ကျပ်ဖြစ်တာကြောင့်လို့လက်ရှိကျွန်တော်တို့ကောက်ခံရရှိထားတဲ့အလူငွေကဒီ21ရာခိုင်နှုန်းသာရှိသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ campaign target 300ကျပ်ပြည့်မြောက်ဖို့ဆိုလို့ရှိရင်အလူငွေအများကြီးလိုအပ်ပါသေးတယ်အဲကြောင့်အလူရှင်တွေတင်းဖွဲ့တွေအနေနဲ့ဒီကျွန်တော်ပညာရေးကူစေဝါလူကမ်ပိန်းမှာပူးပေါင်းပါဝင်လူတန်းပေးကြဖို့တိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်